ဒီအင်ယာစီမံကိန်းဟာဘာကြောင့်တပတ်တက်နဲ့အကုန်ရောင်းကုန်သွားရတာလဲဒီလုပ်ငန်းရှင်ရဲ့ပါနာတဲ့အယောင်မြင့်တင်ရဲ့ idea ကိုကြည့်လိုက်ပါအလုပ်သမားတွေဟာတကယ့်အိမ်ပုံစံအတိုင်းအပြင်ဘက်အလွဲအိုတွေကိုတလွှားချင်းစီစနစ်တကျတိစော့ပြခဲ့ပါတယ်နန်းရံတွေပစ်တင်းပေါက်တွေဝယ်ရန်တာတွေနဲ့အခမ်းအနားအပြင်စင်တွေဟာတစ်ခုပြီးတစ်ခုပေါ်လာတာပေါ့ဝယ်ယူမဲ့သူတွေဟာအဆောက်အုံရဲ့ scale အတိုင်းအတာကိုအပြင်မှာတကယ်မြင်တွေ့လိုက်ရပါတယ်ဒါပေမဲ့အပြင်ပန်းကိုမြင်ရယုံနဲ့တော့လူတွေကဆုံးဖြတ်ဖို့မလုံလောက်သေးပါဘူးဒါကြောင့်သူတို့ကအခန်းတွေကိုအလွာလိုက်ဖြတ်ပြီးအတွင်ပန်းကိုပါထည့်အတွင်းတိစောက်ပြခဲ့ပါတယ်အခန်းထမင်းစားခွဲဆိုဖာနဲ့အိတ်ခန်းတွေကိုပါအထဲမှာထည့်ထားပေးတာပါဒါဟာအပေါ်အလုံးလုံနေတာမဟုတ်ပါဘူးအေးဆက်ဆက်အိမ်ပုံစံငယ်တစ်ခုကိုနှွေးထွေးတဲ့အိမ်တစ်လုံးအဖြစ်ပြောင်းလဲပေးလိုက်တာပါမီးတွေလင်းလာတဲ့အချိန်မှာတစုံတစ်ယောက်ကတကယ်ပဲနေထိုင်နေတယ်လို့မျိုးခံစားရစီပါတယ်အဲ့ဒီခံစားချက်ကပဲလူတွေကိုဝယ်ချင်စိတ်ဖြစ်ပေါ်စေတာပါဒါပေမဲ့ဝယ်ယူဟိုဆုံးဖြတ်ချက်ကိုတကယ်တွန်းအောင်ပေးတာကအိမ်ထဲကပုံစံတင်းမဟုတ်ပါဘူးသူတို့ကအိမ်ပုံစံငယ်ကိုအပြင်ဘက်အထိပါချဲ့သွင်းပြခဲ့ပါတယ်လမ်းတွေကားပါကင်တွေအစိမ်းရောင်နေမီတွေအဆောက်အုံတစ်ခုနဲ့တစ်ခုကြားအကွာဝေးနဲ့ဝင်းပေါက်တွေကိုပါအကုန်ထည့်ပြထားပါတယ်အခုဆိုရင်ဝယ်သူဟာတိုက်ခန်းတစ်ခုတည်းကိုပဲကြည့်နေရတာမဟုတ်တော့ပဲအိမ်ပြန်လာတဲ့အခါဘယ်လိုမျိုးလဲဘယ်မှာကားရရမလဲပီတင်းပေါက်ကနေဘာတွေမြင်ရမလဲဆိုတာတွေကိုစိတ်ကူးရင်ကြည့်လို့ရသွားပါပြီအောက်ထက်ကပတ်ဝန်းကျင်ကတော့နေလို့ကောက်ရလာဆိုတာကိုပါသူတို့သိနိုင်ပါတယ်ဒါဟာအပားနဲ့ဆုံအချက်ပါပဲသူကအိမ်ရဲ့အပြင်ပန်းအခန်းဖွဲ့စည်းပုံနဲ့အနာကလူနေမှုဘဝပုံစံအားလုံးကိုဝယ်ယူသူရှေ့မှာတပြိုင်နက်တည်းချပြလိုက်တာပဲဖြစ်ပါတယ်ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးကြားမှာပြီးချမ်းသာတဲ့ဘဝလေးပိုင်ဆိုင်ကြပါစေဗျာ